တော်တဲ့နေရေဦးလေးကိုစီပါတော့ကိုလူမျိုးကလာတာတော့ကြိတ်ပြီးပို့ကြတာတော်တယ်လေးရဲ့ရွာတလေးမျိုးစိတ်မဆိုးတတ်ပါပြီရှင်ဒီကလူဝဲကြီးတွေစီကလာပြီလားကိုနောက်ငယ်ပြူလေးတို့ရွာအရောက်သာလာရဲ့စမ်းမမမေ့နိုင်စရာကြိုးစိုးလေးပါပြူလေးတို့တော်ရွာ